တောရိုင်းတဘာဝရဲ့ရင်ခွင်လယ်မှာရှင်သန်ရက်တီရဲ့အတွက်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားနေပါတယ်။အာဖရိကဆင်ရိုင်းတစ်ကောင်ဟာသူ့ခန္ဓာကိုယ်ပေါ်မှာမဖိတ်ခေါ်ပဲရောက်နေတဲ့သွေးစုပ်ကောင်ကြီးမျှော့ကြီးတစ်ကောင်ကိုတည်ဆောင်ထားရပါတယ်။ဒါပေမဲ့တဘာဝတရားကြီးမှာအပြန်အလှန်အမိတဟဲပြုခြင်းဟာအင်မတန်အစွမ်းထက်တဲ့အင်အားစုတစ်ခုပါ။ဒီနေရာမှာမောက်တင်ငှက် Red Bill Larkspur ကနိုးနိုးကြကြရှိတဲ့တန်ရှင်းရေးသမားအဖြစ်ရောက်ရှိလာပါတယ်။သူ့မှာဓာတ်ကဲ့သို့ထက်မြက်တဲ့နှုတ်သီးရှိပါတယ်။ဒီငှက်ကလေးဟာခွဲစိတ်ဆရာဝန်တယောက်လိုတိကျမှုမျိုးနဲ့ကပ်ပါးကောင်ကိုပြစ်မှတ်ထားပြီးစင်ကြီးရဲ့ထူထဲတဲ့အရေးပြားတွေကနေဆွဲနှုတ်လိုက်ပါတယ်။နှုတ်ယူတဲ့အချိန်မှာနာကျင်ပေမဲ့လည်းစင်ကြီးအတွက်တော့မရှိမဖြစ်လိုအပ်တဲ့တက်တာရမှုမျိုးကိုပေးစွမ်းပါတယ်။အခွင့်အရေးသမားအစာရှာဖွေသူတွေဖြစ်တဲ့ဒီငှက်ကလေးတွေဟာကုန်းကွယ်နေတဲ့အန္တရာယ်တွေကိုလိုက်လံရှာဖွေကြပြီးနှဆိုင်လာတဲ့အရေးပြားရေးကြောင်းတွေတဲ့အထိနိုင်ချွတ်ရှာဖွေကဆွဲကပ်နေတဲ့ကပ်ပါးကောင်တွေကိုဖော်ထုတ်ပစ်ကြပါတယ်။မျှော့ကြီးတွေကစလို့အရေးပြားတဲ့ဆွဲဝင်နေတဲ့မွှားကောင်တွေအစုံဘယ်ပိုးမွှားမှမလွတ်မြောက်နိုင်ပါဘူး။ဒါဟာတဘာဝလောကရဲ့အံ့ဩစရာကောင်းတဲ့ရှင်သန်ရေးမဟာမိတ်ပြုခြင်းပဲဖြစ်ပါတယ်။